မင်္ဂလာပါခင်ဗျာ Dexotus TV မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Premier League ပရိသတ်တွေအတွက်အရင်ဆုံးတင်ဆက်ပေးချင်တာကတော့မိုးလီနိုကွန်းတွေမှာအကျိကနေရှင်းပလိုက်ကစားခဲ့ကြတဲ့ Wolf နဲ့ Arsenal တို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်ပွဲမစားခင်ကလေးကပရိသတ်တွေစောင့်ကြည့်ခဲ့ရတဲ့အတိုင်းနှစ်သင်းစလုံးဟာတိုက်စစ်ဖွင့်ကစားခဲ့ကြတော့ရင်ခုန်စရာအခိုက်အတန့်တွေနဲ့ပြည်နာနေခဲ့ပါတယ်ပွဲစားကလေးက Arsenal တို့ဟာဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးခဲ့ပေမဲ့Wolf အသင်းရဲ့တန်ပြန်တိုက်စီကလည်းတကယ်ကိုထက်မြက်ခဲ့တာပါအပြန်လန်ဂိုးသွင်းခွင့်တွေရရှိခဲ့ကြပြီးအဆုံးသတ်ပိုင်းသေးသက်မှုတွေကြောင့်နှစ်သင်းစလုံးဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်အထူးသဖြင့်ကွင်းလျက်တိုက်ပွဲတွေမှာတစ်ဖက်နဲ့တစ်ဖက်အလျှော့မပေးဘဲကစားသွားခဲ့ကြတာပါပွဲကစားချိန်တစ်လျှောက်လုံးမှာအာဆင်နယ်ရဲ့နီးစနစ်ကြတဲ့တိုက်စစ်ဆင်မှုတွေကို Wolf အသင်းကခန်းစေးချစ်ချစ်လက်လက်နဲ့တုံ့ပြန်နိုင်ခဲ့တယ်လို့အိမ်ကွင်းပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ Wolf တို့ဟာအာဆင်နယ်ကိုတကယ်ကိုဒုက္ခပေးနိုင်ခဲ့ပါတယ်ပွဲပြီးဆုံးချိန်မှာတော့ Wolf 2 goal ဆိုတဲ့ရလဒ်ငယ်အတူနှစ်သင်းစလုံးအမှတ်ခွဲဝေယူခဲ့ကြပါတယ်ဒီရလဒ်ဟာအာဆင်နယ်ကချန်ပီယံလမ်းကြောင်းမှာအနည်းငယ်ရုန်းကန်ရစေနိုင်ပေမဲ့ Wolf အတွက်တော့အိမ်ကွင်းမှာရမှတမှခွဲယူနိုင်ခဲ့တာဟာခြေနဲ့စရာစွမ်းဆောင်ရည်လို့ဆိုရမှာပါကဲအခုလိုစိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ပွဲစဉ်ပြီးမှနောက်ခပ်ဘယ်လိုပွဲစဉ်တွေကပရိသတ်တွေကိုဖျော်ဖြေဦးမလဲဆိုတာဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ